อันนี้ส่วนละถ้าดงก็กระสุนตัวสีตรงยาเด็พลุชินตัวละเสียเท่าเลยยาพิษตัวลูกจ้าบ่าวองค์เปียวในเด็ผู้เต้าจ้าเนาะเขามากิจมีบุตรเลยไม่ปาเนาะนายไงลูกมุ้ยมาเลยไม่ปาไม่เอียนตัวบาเด้ไม่เอียนตับบาเด้หูเนี่ยมันเลยปาจันดีเนี่ยเลยปาจะเราชอบไปมามีมันหลายกิจสาวเนี่ยลูกไปบาไม่ปาไปบาลูกเปียวในเด็ปุ่นเนี่ยดีมาอะคุณรู้เนี่ยเบี้ยวตัวไปเลยปาลูกยิงคนนอกไปเนี่ยจ้าเลยลูกที่นั่นแต่ส่งเราเวพันลูกไม่ยากละยาบาเด้เนาะดองซาสุเจียมาพังใจตัวลูกเปียวลูกยาเด็อัฐานเนี่ยนี่บ้าเรามาเปียวเยลูชีเนาะไอ้ดิภาษางานเนี่ยตุ้ยไปแล้วมันดอกไอ้ดิกางพลติกันท่านเนี่ยมาวินาไปเสียงภาษาเนี่ยตุ้ยไปดอกเนาะเวพันเนี่ยสุรชีเนี่ยที่มันเวพันเนี่ยแต่แค่แต่มาสุรชีเนาะไม่ตาเราลูกไปยามาไปเลยเนาะนี่บ้าเราจังชีเด็กก็ไปมาเจ้าไรด้าเนาะအခုတော့စီတန်းစီနေရလို့မအားတော့လားနိမပါမိုးပွားရွှေကြလို့လုပ်ပြီးလို့စိန်နဲ့နှက်နေရလားသိတယ်မလားတို့မင်းနင်တို့လိုမင်းသားမင်းတွေရလေမြန်မာပြည်မှာပဲလှုပ်ရှားလို့ရတာမြန်မာပြည်မှာတော့မှ TikTok ထဲမှာလေတတန်းလောက်ရှိနေတသိန်းလောက် follower ရှိနေမင်းသားလှုပ်ရှားလို့ရပြီဒီနိုင်ငံမှာလေမရဘူးเนาะ perfect ဖြစ်နေမှာပဲเนาะကြိုက်တဲ့နေရာမှာကြိုက်တဲ့ကဏ္ဍမှာ perfect ဖြစ်နေမှာပဲမင်းသားလှုပ်ရှားလို့ရတာနားလေမလားအဲ့လိုပြောချင်တာပါเนาะညီတို့မှာစင်ကာပူထိုင်းမှာသွားကြည့်လေ Hi sir no respect esprit good morning ဘယ်တော့မှညီတို့ထောက်စောက်ပူတွေပြောနေမှာမဟုတ်နားလည်မလားမြန်မာပြည်မှာလှုပ်ရှားလို့ရရလေအရန်ကောင်းတယ်လေနော်ညီတို့တွေကြောက်နေအခုကစုံတစည်းဘလောက်ဖြစ်သွားပြီလဲဒေါ်လာဈေးဘလောက်ဖြစ်သွားပြီလဲမောင်ခုဈေးနဲ့အပြားဈေးမတူဘူးနော်အဲ့ဒါပြောချင်တာညီတို့ကိုမျက်စိရှိမှမြင်နေရတဲ့ဘာလို့မပြောကြလဲအခုကလေပြောလေညီတို့ပြောထားတဲ့ကညီတို့မမြင်သေးတယ်မလားအခု screenshot လုပ်ပြအများကြီးကစီလာပို့ကြတွေ့လို့လေသိတယ်မလားစောက်မီကတ်လို့ငါလာပြောတာနားလေမလားအဲ့လိုပြောချင်ညီတို့ကဘာလောကလူသားတွေရလေနည်းနည်းကောင်းပြလို့ရှိရင်ခေါင်းပေါ်မှာတက်ချီးပါခြင်းတဲ့လူတွေပဲเนาะเวพันตมาဆိုရင်ပက်တတဝေဖန်เนาะဟိုအစိုးရမှာလည်းတက်လာလို့ဝေဖန်ဒီအစိုးရတွေ့လို့ရှိရင်အားနဲ့ချက်တွေ့လို့ရှိရင်ဝေဖန်เนาะအခုနေဘာမပြောရဲကြအောင်မလားနင်တို့အသက်ရွယ်ရဆိုလို့ရှိရင်တန်းရွှေသိန်းစိန်ခင်ညွတ်လာတော့မြင်မှာပါเนาะနန်းရှင်ကြည့်လေဒီမုတ်ဆိုမအုတ်ချုပ်ရတဲ့ချိန်နဲ့ယောက်ျားရင်းမှာအုတ်ချုပ်တဲ့ချိန်ဘလို့ဖြစ်သွားလဲဆိုတော့နန်းရှင်ကြည့်လေနို့မင်းသားမင်းတို့လောက်တိုင်းငါဆောက်ထင်ကြီးရဲ့ထဲမှာမပေါင်းတော့ဖိုးတောက်ကြဆိုတဲ့စကားဆိုတော့တကားမှမကြည့်ဘူးငါလေအဲ့လိုမင်းသားမင်းတို့ crazy မဟုတ်ငါအဲ့တန်တို့ကြိုက်တယ်လို့ဆေးလို့ရတယ်ကြိုက်တယ်လို့ပြောလို့ရတယ်နော်အခုနေဘာအတွက်ငါလို့ဆိုလို့ရှိရင်အသက်ပါကုန်စွန့်ပြီးမှလေပိုင်ဆိုင်မအကုန်စွန့်မှဒီမှာနော်တကောင်ကျွတ်နဲ့ဆေးနေတာတက်ဆေးနေတာအဲ့လိုမျိုးငါကလေမင်းတနေ့မှအာနာသိမ်းမှပဲလို့ဒီလို3-6ထောင်ပြီးမှ live ပေါ်အာချေတဲ့တန်းစားမဟုတ်နော်ငါ့ကိုပေါ်တာဆွေးခံရကြတဲ့ငါစစ်တပ်ကိုတေအောင်မုန်းတာငါရှေ့မှာလေငါတို့မိသားငါတို့ရွာခံတယောက်တပ်ပြီးလက်ဆက်ဖြောက်ခဲ့တာကချင်မိသားစုတက်ခံရတာငါတို့ကတိုင်းသားနေစုနေဖြားနေသူဆိုအတိဆုံးလေအဲ့ကြမလို့နော်နေဘာလို့ဘာလို့မပြောကြလဲလို့ဘုံငုံနေရလို့မအားတော့လားလို့တိမလားဘုံပိသွားလို့လားလို့